လုံးသားနဲ့အုံနောက်ဒီကောင်းစဉ်အောက်မှာကျွန်တော်တို့လူငယ်တွေတစ်ပြက်15နှစ်နဲ့20ကြားလူငယ်တွေကအချင်းနဲ့ပဲတုံ့ပြန်တကြပါတယ်။မြင်လဲမြင်စပါပဲ Facebook News Feed ကိုပဲကြည့် TikTok ပို့တွေကိုပဲကြည့် Live Feed ပို့တွေကိုပဲမြင်နေကြတာပါ။တစ်ပြက် marketing ပိုင်း content video တွေမှာဆိုရင်လည်းအချင်းနဲ့ပတ်သက်တဲ့ content တွေကပို့ပြီးတော့အလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။ Okay ကျွန်တော်တို့တိထရမှာကနာနောင်သားနဲ့အုံတို့ရဲ့ဆုံးဖြတ်တိုင်းကအချစ်တစ်ခုတည်းတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့လုပ်ရက်တိုင်းကြံကဲမဲ့တမိုင်းအတွက်အကောင်းဆုံးအဖေရှာမှုတစ်ခုဆိုတာကိုတော့မေးလို့မရပါဘူး။နှုံသားတို့ကျွန်တော်ကသုံးနေပေမဲ့နှုံသားကကိုရင်းအင်္ဂါစပိုင်းတစ်ခုဆိုတာမပေါ်ပါဘူး။စိတ်ကတည်းကမှုလို့သုံးရင်ပုံမှန်ပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ဘဝတွေမှာလည်းစိတ်ကတည်းကမှုတိုင်းလိုက်ပြီးလုပ်ကြသလိုအုံနောက်နဲ့လည်းစဉ်းစားဆုံးဖြတ်ပြီးတော့လိုက်လုပ်မှုရာရှိမှာပါ။အုံနဲ့ဆုံးရမှုတိုင်းကလည်းမှန်ကန်နေတာမဟုတ်သလိုစဉ်းစားမှုတော့ကိုလိုက်ပြီးတော့ဆုံးရမှုတိုင်းကလည်းမနိုင်ပါဘူး။တနေ့တမိုးကြီးကဒီကကြောင်ကြီးနဲ့မတိုက်မိခင်ကပတင်းရဲ့သူ့ရဲ့ဆုံးဆောင်မှုကိုလူကြီးမှုလုံတော့ပြီးတော့ရှောင်းနိုင်မဲ့ထင်းခဲ့ကစဉ်းစားမှုတစ်ခုတင်တဲ့မနစ်နဲ့အတပတ်များစွာကိုပိတ်ဆက်ခဲ့ရပါတယ်။ဥသာအုံနဲ့စဉ်းစားမှုကိုဒီလိုညဆုံးဖြတ်နိုင်မယ်ဆိုရင်တော့လည်းမှုတွေဖြစ်နိုင်ပါတယ်။အုံနဲ့မှုနဲ့ချက်ချုံမှုဆိုတဲ့နေရာမျိုးတစ်ခုကြားမှာအုံနဲ့စဉ်းစားမှုဆိုတဲ့စဉ်းစားမှုကကြားခံတတ်ပါတယ်။ဒါမှစိတ်နှံမှုမရှိဘဲနဲ့အုံနောက်နဲ့အကျူပါမိနေလူတွေကလည်းကြောက်ဖို့ကောင်းပါတယ်။ဒါကိုဥပမာပြရမယ်ဆိုရင်ဒီစီရဲ့ဇက်ကောင်ပမရဲ့ပြည်တဲ့ဖြစ်တဲ့ဂျောကာပါဂျောကာကအဂျီကိုခေါ်တဲ့အုံနောက်ဆွမ်းဆောင်ရည်ညီမတူလူတစ်ယောက်ဖြစ်ပြီးတော့စိတ်နှံမှုနားလည်မှုမရှိတဲ့လူတစ်ယောက်ပါ။ The Tekken 2008ထဲမှာဆိုရင်ဂျောကာက Flash Mora Coach is all a bad joke အချစ်စီကန်စင်းမြင့်တွေအလုံးဟာအဆိုးရွားဆုံးဟာတာလို့ပြောထားပါတယ်။သူပြောတာကလည်းမှန်တယ်လို့ပါပဲ။ဗမန်ကဂျောကာကိုမတက်ကတဲ့တစ်ခုသေးသောစီမင်းကလည်းလူမတက်ဘူးဆိုတဲ့စီကန်ကြောက်မှာပဲ။ဂျောကာရဲ့ဆိုးရွားတဲ့လုပ်ရက်တိုင်းကိုရနာဖို့ဆိုရင်သူ့ကိုတက်ဖို့လို့လည်းဆိုတာကိုဗမန်ကသိပေမဲ့သူ့ရဲ့တစ်ခုသေးသောစီကန်ကြောင့်ပဲထပ်ခဲ့ရပါတယ်။ကျွန်တော်ကတော့အုံနဲ့စိတ်ခံစားမှုကိုဘယ်လန်အဖြစ်50-50အဖြစ်ပဲထားပြင်ပါတယ်။ခက်ခဲတိုင်းကိုကြောဖြတ်ခြင်းစုံသက်ချက်တိုင်းကိုမှန်ကန်ခြင်းဆိုတာကအုံနဲ့စိတ်ခံစားမှုကိုဘယ်လိုနေရာမျိုးမှာထားရင်လဲဆိုတာကပဲဆုံးဖြတ်ပေးတာပါ